မင်္ဂလာပါနော်ဒီကောင်ကကျွန်တော်မွေးသီး site ပေါ့နော်မွေးသီး site တင်ပေးမှာပေါ့နော်ဒီကျွန်တော်ဒီအကျိန်20ပေါ့နော်အကျိန်20မှာကျွန်တော်တို့ brace ထွက်တာကြည့်ပေါ့နော် brace ဒီမှာမထွက်ဘူးပေါ့နော်ကျွန်တော်3ခုကဗတ်ပေါင်းစုံကနေဖမ်းထားတော့ဒီမှာပေါ့ brace ကဒီ98အကျိန်20မှာတစ်ခါထွက်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီကြားထဲမှာသူ brace အကျိန်20မှာ brace မထွက်ခဲ့ဘူးပေါ့နော်မထွက်ခဲ့ဘူးဆိုတော့နီးက4-5မျိုးလောက်လာစုံတာပဲနော်ဒီကျွန်တော်2020အကျိန်20မှာတစ်ခါထွက်တယ်နော်ပြီးလို့ရှိရင်ကျွန်တော်ဒီ2024ရဲ့အကျိန်20မှာတစ်ခါထွက်တယ်နော်သူထွက်ရင်လည်းသူကဒီ4ပိုင်ကိုနှလုံးပေါင်း4နဲ့ပေါ့နော်ဗရိတ်8ကိုမှ4ပိုင်ကိုနှလုံးပေါင်း4နဲ့ပဲထွက်တယ်4ပိုင်ကိုနှလုံးပေါင်း4နဲ့ပဲထွက်တယ်4ပိုင်ကိုနှလုံးပေါင်း4နဲ့ပဲထွက်တယ်ပေါ့နော်သူအဲ့မှာကျွန်တော်က3ခုကိုဘယ်လိုထုတ်လိုက်လဲဆိုတော့ပေါ့နော်ဒီမှာသူကအကျိန်20မှာပထမဆုံးပေါ့နော်ဒီ98အကျိန်20မှာသူကဗရိတ်8လို့သူကအကျိန်20မှာစပြီးကစားရပေါ့နော်အဲ့ဒါကစားလို့ရှိရင်သူကဒီ846ကိုနော်846ကိုသူကထွိုင်ပေါင်းလိုက်တာနော်ထွိုင်ပေါင်းလိုက်တာဒီမှာဆိုကျွန်တော်တို့ကတစ်ထွိုင်ပေါင်းလိုက်ပေါ့နော်ထိတ်ကိုလည်းတစ်ပေါင်းတယ်ခါကိုလည်းတစ်ပေါင်းတယ်နောက်ပိတ်ကိုလည်းတစ်ပေါင်းတယ်နော်နောက်ပိတ်ကိုလည်းတစ်ပေါင်းတယ်အဲ့ဒါဆိုထိတ်ကိုတစ်ပေါင်းလိုက်ရင်ကျွန်တော်တို့က9ရမယ်ပေါ့နော်8ထိတ်နဲ့1နဲ့ပေါင်းရင်9 4ထိတ်နဲ့4ခါနဲ့1နဲ့ပေါင်းရင်9 9နောက်ပိတ်နဲ့6နောက်ပိတ်နဲ့1နဲ့ပေါင်းရင်ခွန်9 5ခွန်နော်အားလုံးမင်္ဂလာပါနော်အဲ့9 5ခွန်ဆိုတဲ့ဒဲကသူကနောက်နှစ်ကိုလိုက်တာဒီမှာနောက်နှစ်ကိုဒဲလိုက်တာနော်သူကထွိုင်ပေါင်းတာတော့မှသူက10ခွက်မဟုတ်ဘူးနော်10ခွက်မဟုတ်သူကဒီမှာသူကနောက်နှစ်အဲ့ဒီနှစ်ဦးမှာလိုက်ထွက်မဲ့နှစ်ဦးမှာသူကတစ်ခါလို့တဲလို့နော်ဒီမှာထွိုင်ပေါင်းခြင်းနဲ့ရတဲ့ခဏန်းကသူကတစ်ပရိတ်ဖြစ်ရမှာနော်ဒီမှာထွိုင်ကိုကျွန်တော်ဟိုနေ့တစ်ကနေတော့မှ6ထိပေါင်းလိုက်ပေါ့နော်တစ်ကနေ6ထိပေါင်းလိုက်ရင်အဲရလာတဲ့ခဏန်းကသူကတစ်ပရိတ်ဖြစ်ရမှာဘာကြောင့်လဲနှစ်ဦးမှာတစ်ခါကြောင့်တစ်ပရိတ်ဖြစ်ရမှာအဲ့မှာ9 5ခွန်ပေါ့နော်ကျွန်တော်တစ်ထွိုင်နဲ့ပေါင်းလိုက်ရင်9 5ခွန်ဒီတစ်ပရိတ်မလို့ဒီမှာ9 5ခွန်ဒဲလိုက်တာနော်ဒီကောင်တွေကဒဲမွေးသီးတွေရမှာပဲနော်ချိုးကကြတော့နှစ်ကောင်ကနေသူမွေးသီးတွေကြိုက်ကြတယ်နော်မွေးသီးတွေကြိုက်ကြတော့ကျွန်တော်အဲ့ဒါမွေးသီးတွေပြန်တင်ပေးတာဒီကောင်တွေကြတော့အာရတဲ့စနစ်တွေမဟုတ်ဘူးနော်ဒီမှာ434ဒုတိယမြောက်ဒီမှာအကျိန်20မှာ brace ကစားတယ်နော် brace ကစားရင်4ပိုင်နှလုံးပေါင်း4နဲ့ပဲကစားနော်အဲ့မှာသူကဒီကောင်ကိုသူကထွိုင်ပေါင်းလိုက်ပေါ့နော်ထွိုင်ပေါင်းလိုက်ကျွန်တော်တို့ဒီမှာခွန်ထွိုင်ပေါင်းလိုက်ခွန်ထွိုင်ပေါင်းလိုက်ရင်4ထိပ်ကိုခွန်ပေါင်းလိုက်ရင်1 3ညခါကိုခွန်ပေါင်းလိုက်ရင်ခွန်ဒီ4နောက်ပိတ်ကိုခွန်ပေါင်းလိုက်ရင်1ခွန်1နော်1ခွန်1ဒီနောက်နှစ်မှာသူကလုံးဝဒဲထွက်ရတယ်နော်နောက်နှစ်မှာလုံးဝဒဲထွက်ရတယ်ဒီခွန်ဘာကြောင့်ပေါင်းတာလဲဆိုတော့ကျွန်တော်တို့ကဒီနှစ်ဦးမှာ6ခါလို့တဲလို့နော်ထွက်မဲ့နှစ်ဦးမှာ6ခါလို့တဲလို့အဲ့မှာထွိုင်ပေါင်းခြင်းရတဲ့ကဏ္ဍဒီလေ6ပရိတ်ကဏ္ဍဖြစ်ရမှာနော်အဲ့မှာ1ခု1ဒီမှာကျွန်တော်တို့ဒီတတိယမြောက်3ညလေးထွက်တယ်3ညလေးထွက်တော့ဒီကောင်ကျွန်တော်တို့ကထွိုင်ပေါင်းရမှာပေါ့နော်ထွိုင်ပေါင်းရမှာအဲ့မှာကျွန်တော်9ခါရင်ဆိုင်ရဒီ3ညလေးကိုလည်း9နဲ့ခက်3 3လုံးပေါင်းလိုက်တဲ့ကဏ္ဍလည်းဟုတ်တယ်အဲ့ site လည်းဟုတ်တယ်ပေါ့နော်အဲ့မှာဒီမှာကျွန်တော်တို့က3 3လုံးပေါင်းလိုက်မယ်ထွိုင်ပေါင်းလိုက်မယ်နော်ပေါင်းလိုက်တယ်ဆိုတော့ကျွန်တော်တို့ကဒီမှာ3ညကို3ပေါင်းရင်3ထိပ်ပေါ့နော်4ခါကို3ပေါင်းရင်ခွန်4နောက်ပိတ်ကို3ပေါင်းရင်ခွန်3ခွန်ခွန်နော်3ခွန်ခွန်ဒါလည်းကျွန်တော်တို့3ခွန်ခွန်ချဲပေါက်ချင်းမွေးဆိုပြီးကျွန်တော် daily ကွက်တင်ပြီးတာနော်အဲ့ဒီမှာကျွန်တော်3ခွန်ခွန်တစ်ခွက်က site တွေစုံနေလို့ဆိုပြီးကျွန်တော်တင်ထိုးလိုက်တာဒီမှာဘာကြောင့်လဲဆိုတော့နှစ်ဦးမှာခွန်ခါတိုက်တယ်ပါလို့အဲ့ဒီခွန်ခါကြောင့်အဲ့ဒီထွိုင်ပေါင်းတဲ့ကဏ္ဍဒီလည်းခွန်ပရိတ်ဖြစ်ရမှာနော်ဒီပွဲမှာကျွန်တော်ကတခြား3ကတ်မှုနဲ့ဒီမှာဖမ်းလိုက်တာအဲဒီမှာကျွန်တော်မိသွားတာပေါ့နော်ဒါ member တွေရော line ပေါ်လူတွေရောနော်ချဲပေါက်ချင်းမွေးပါလို့နော်ကျွန်တော်တင်ပေးတယ်နော်ဘာလို့စနစ်တွေကဒါကောင်းနေလို့ဗျနော်မဟုတ်ကျွန်တော် member မွေးသီးစောစောတွေ့ရင်တော့ member မွေးသီးလောက်မှာပေါ့ကျွန်တော်လည်းနည်းနည်းဟိုဟာမွေးသီးကထုတ်ပြီးမှဒီကောင်ကတွေ့ရဆိုတော့line ပေါ်ဒီကျွန်တော်တို့ member group တွေပေါ့နော်အကုန်လုံးတင်ပေးတာနော်စနစ်ဒါကောင်းတယ်ကြည့်နော်အချိန်20မှာ shift rate ထွက်တာ3ကပဲရှိတယ်ထွက်နေ4ပိုင်ကိုနှလုံးပေါင်း4နဲ့ပဲထွက်တာနော်အဲ့ဒီမှာကျွန်တော်တို့ကနှစ်ဦးမှာကျွန်တော်တို့ကနောက်နှစ်ဦးမှာတစ်ခါတဲလို့ဒီထွိုင်ပေါင်းတဲ့ကဏ္ဍဒီလေတစ်ပရိတ်ဖြစ်ရမှာအဲ့တစ်ပရိတ်ကဏ္ဍဒီ9 5ခွန်အဲ့9 5ခွန်ဒီနောက်နှစ်တဲထွက်တယ်နော်ဒီကဖရင်ရဲ့အလုံးလုံးချက်ကိုကြည့်ပေါ့နော်ဒီမှာကျွန်တော်တို့ဒီမှာဒုတိယမြောက်အချိန်20မှာ brace ကစားတော့လေသူက4ပိုင်နှလုံးပေါင်း4နဲ့ပဲကစားတယ်ပြီးလို့ရှိရင်သူကနောက်နှစ်ဦးမှာသူက9ခါတဲလို့ဒီထွိုင်ပေါင်းတဲ့ကဏ္ဍဒီလေ9ပရိတ်ဖြစ်ရမှာခုနကခွန်ထွိုင်ပေါင်းလိုက်ရင်1ခွန်1ခွန်1ဒီနောက်နှစ်ကိုဒဲအောင်မယ်နော်ဒီမှာကျွန်တော်3လေးဒီမှာလည်းသူက10ပရိတ်3ကကစားတယ်သူက4ခါကိုကွာလေးနှလုံးပေါင်း4နဲ့ပဲကစားတာပေါ့နော်သူကတစ်လုံးဒီနှလုံးပေါင်းချင်းနဲ့ညီတာပေါ့အဲ့မှာသူကဒီနှစ်ဦးမှာခွန်ခါတဲလို့ဒီမှာထွိုင်ပေါင်းလိုက်တဲ့ကဏ္ဍဒီခွန်ပရိတ်ကဏ္ဍဖြစ်ရမှာအဲ့မှာကျွန်တော်တို့ကဒီမှာ9ခါရင်ဆိုင်ရ3လေးကို9နဲ့ခက်3 3လုံးပေါင်းလိုက် site ကိုအဲ့မှာ50လောက်စုံတာနော်အဲ့မှာဒီချိန်မှာကျွန်တော်ဘာလို့ဖမ်းလိုက်တာဒီချိန်မှာတင်ပေးတာဘာကြောင့်ဖမ်းလိုက်တာဆိုတော့ဒီမှာ3ကတ်မှုလေးနဲ့ကျွန်တော်တင်ပေးလိုက်တာဒီမှာ3ခွန်ခွန်အောင်နော်အဲ့မှာဒီမှာကသူကဒီငါ3ထွိုင်ပေါင်းလိုက်ရင်3ခွန်ခွန်နှစ်ဦးခွန်ခါကြောင့်ခွန်ပရိတ်ဆိုပြီးတော့မှဒီပွဲမှာကျွန်တော်စတင်ပေးတာနော်ကျွန်တော်မမဂလူတဲရောဒီ line ပေါ်အကုန်တင်ပေးလိုက်တာနော်ချဲပေါက်ချင်းတင်မွေးဆိုပြီးတော့ကျွန်တော်တို့ထုတ်ပေးလိုက်တာတော့ဒီ9ခါပေါ့နော်9ခါရင်ဆိုင်ရ3ညလေး9နဲ့ခက်3 3လုံးပေါင်းဆိုပြီးတော့နော်အဲ့စနစ်ကဗျာကျွန်တော်ကဒီပွဲမှာပေါ့နော်ကျွန်တော်ဒီမှာ6နောက်ပိတ်ခေါ်တာ6နောက်ပိတ်ခေါ်တာခေါ်ရင်တကယ်လို့အဲ့6နောက်ပိတ်ကြပြီဆိုကျွန်တော်ဒီပွဲမှာအိုးမလို့ဆိုပြီးတော့သူက6နောက်ပိတ်လည်းကြပြန်ကြလေးဖြစ်သွားလို့နော်ဒီကနန်းကိုကျွန်တော်လုံးဝအိုးမလို့စောင့်နေတာကျွန်တော်တို့မှအဲ့လိုမျိုးကြီးခံစားရတာတယ်နော်ဒီ brace ကြောင့်တော့နော်သူက brace ကြောင့်သူတစ်နှစ်ကျော်မှာသူကသူ့ရဲ့ရှင်းနှစ်မှာဒီပထမဆုံးထွက်တဲ့ရှစ် brace
ဒီမှာအချိန်နဲ့ဆက်မှာပရိတ်ရှိကစားတယ်သူရှင်းနေမှာတော့ပထမထွက်တဲ့ရှစ်ပရိတ်အဲ့ရှစ်ပရိတ်ရဲ့ရင်နိုင်တစ်နှစ်ကျော်ခဏကလုံးဝပြန်ကြရတာအဲ့356တာဒီပွဲမှာမထွက်ခဲ့ရင်အပြီးစော်မှာပေါ့နော်ကျွန်တော်တို့စောင့်နေအဲ့လိုမျိုးဒီမှာတော့နှစ်ခါတော့ပြန်ကြပါဘောနော်နှစ်ခါတော့ပြန်ကြတယ်ဒီမှာလည်းသူကဒီပရိတ်ရှိအချိန်နဲ့ဆက်မှာထွက်တော့သူရှင်းနေမှာပထမထွက်တဲ့ရှစ်ပရိတ်ကိုလိုက်ရှာနော်ပထမထွက်တဲ့ရှစ်ပရိတ်ဒီမှာအရှစ်ပရိတ်ရဲ့ရင်နိုင်ကဒီမှာဒါရင်နာစိုက်ပေါ့နော်339ခုအဲ့ကောင်ကလည်းပြန်ကြရတာကျွန်တော်ကတခြား site တစ်ခုနဲ့ကျွန်တော်ကဒီ666လို့စောင်းခဲ့ရင်ဒီကောင်စော်မလို့အောက်မှာ6နောက်ပိတ်ထပ်ပြီးတော့ဒီမှာလည်းသူကဒီ break ရှိကြတာလေသူရှင်းနှစ်မှာလေသူကပထမထွက်တဲ့ shift break ဒီ8ခွန်3အဲ့8ခွန်3ရဲ့ရင်တိုင်းတစ်နှစ်ကျော်ဒီကနန်းကိုအိုးဖို့စောင့်နေတာဒီပွဲမှာအိုးမလို့ဒီမှာ666လို့စောင်းရင်6နောက်ပိတ်ထပ်ပြီးတော့အဲ့ကောင်အိုးမလို့ဒီမှာကသူက6နောက်ပိတ်ကို666စောင်းတာနဲ့တခါတည်းတန်းထွက်သွားလာဒီကောင်ကျွန်တော်အပြီးစောင့်နေတာနော်ဒီမှာ666လို့ကျွန်တော်စောင်းခဲ့ရင်ဒီမှာ6နောက်ပိတ်ထပ်ပြီးတော့မှဒီကောင်စော်ဖို့ကျွန်တော်ကပြန်ကြဆိုပြီးတော့မှ3ကတ်မှဆိုတော့လှည့်သွားတာဗျာနော်သူက6နောက်ပိတ်ထိုးတာနဲ့6နောက်ပိတ်ထိုးတာနဲ့သူကတခါတည်းပြန်ကြသွားတာအမှန်သူဒီမှာ6နောက်ပိတ်ဝင်ပြီးတော့ပြန်ကြမဟုတ်ဘူးဒီမှာဆိုကျွန်တော်တို့ကလုံးဝ356 536နှစ်ကွက်ထဲအော်ရမှာနော်ဟုတ်ပြီနော်ဒီစနစ်ကအလိုလိုတဲ့အကြောင်းပြောပြတာနော်ပြောပြတာအဲ့ဆိုဒီရှစ်ပရိတ်ကနေတော့မှတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်6ချိန်9ချိန်နော်ဒီ9နှစ်ပေါ့တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်6နှစ်9နှစ်မြောက်သွားလိုက်တဲ့ဒီရှစ်နှစ်တက်ကသူကတင်းနောက်ပိတ်စီအငိမ့်နော်တင်းနောက်ပိတ်စီအငိမ့်ခါးဒီထိတ်ဒီခါနော်ရှည်တွေကိုလှန်လိုက်တာပေါ့ဒီရှည်တွေကိုလှန်လိုက်တာပေါ့နော်တင်းနောက်ပိတ်စီအငိမ့်ခါးဒီထိတ်ဒီခါနော်ရှည်တွေကိုလှန်အဲ့နှစ်ရှစ်နှစ်တက်ကိုနှစ်ရှစ်တက်ဆိုပြီးတော့ဒီနောက်နှစ်မှာလုံးဝဒဲလိုက်ထွက်တယ်ဒါမွေးသီးပေးတာနော်ချို့မွေးသီးကြိုက်တဲ့လူတွေရှိလို့နော်ဒီမှာရှစ်ပရိတ်နဲ့ပတ်သက်ပြီးတယ်သူကတော်တော်လုံးလုံးသွားတယ်နော်ပထမဒီမှာရှစ်ပရိတ်ကိုတစ်ထွင်ပိုင်းလိုက်တဲ့ကဏ္ဍကဒီကတစ်ပရိတ်ကဏ္ဍအဲ့တစ်ပရိတ်ကဏ္ဍဒီဘာကြောင့်လဲနှစ်ဦးမှတစ်ခါကြောင့်တစ်ပရိတ်ကဏ္ဍဖြစ်ရမှာအဲ့ကဏ္ဍဒီနောက်နေ့ဒဲလိုက်ထွက်တာနော်အဲ့သူရှင်တွေကပထမထွက်တဲ့ရှစ်ပရိတ်ရဲ့ရင်လိုက်တဲ့နှစ်ကျော်ကဏ္ဍကလည်းအဲ့ဒီထဲမှာပြန်ကြရတာနော်အဲ့လိုလုံးလုံးသွားပြီးဖြစ်တဲ့အတွက်ဒီရှစ်ပရိတ်ကနေတော့မှ9နှစ်မြောက်ရေးလိုက်တဲ့ရှစ်နှစ်တက်ကနောက်ပိတ်ဒီညထိတ်စီကခါးဒီထိတ်စီနဲ့သူကအဲ့နှစ်ထဲကိုရှစ်နှစ်မြောက်ကိုလိုက်ထွက်ရမှာနော်သူကတနေ့နေ့3နှစ်4နှစ်5နှစ်6နှစ်9နှစ်ရှစ်နှစ်မြောက်ထဲမှာနှစ်ရှစ်တက်ဆိုပြီးတော့ဒဲလိုက်ထွက်ရမှာနော်ဒါမူးသီးလိုချင်တဲ့လူကြီးနော်ဒီမှာလည်းကျွန်တော်ဒီမှာခွန်ထွင်ပေါင်းလိုက်တာတစ်ခွန်တက်ရတယ်တစ်ခွန်တက်ဒီ9ပရိတ်နှင်း9ခါမှုလို့9ပရိတ်ကဏ္ဍဖြစ်ရမှာဒီမှာတစ်ခွန်တက်နော်သူဒဲအောင်တယ်အောင်ပြီးသူကသူရှင်းနေကပထမထွက်ရှစ်ပရိတ်ရင်တိုင်းကဏ္ဍကလည်းရင်တိုင်းတစ်နှစ်ကျော်ကဏ္ဍကလည်းသူကပြန်ကြရတယ်နော်ပြန်ကြပါပြီလို့လုံးလုံးသွားဆိုရင်တစ်နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်ကကဏ္ဍ638အဲ့638ကရှင်းနေမြောက်ကိုလိုက်ထွက်ရမှာအဲ့မှာ368လို့လိုက်ထွက်တယ်နော်အဲ့ဒီမှာကျွန်တော်တို့ကနောက်ပိတ်ချင်းနောက်ပိတ်ဒီညင်း3ခါစီ3ထိတ်6ထိတ်ဒီ6ခါရှည်ရဲကိုလှမ်းမှာ638ကို368လို့ဒဲလိုက်တာဒီမှာ368လို့ဒဲလိုက်ဟုတ်ပြီနော်အဲ့ဆိုဒီမှာကျွန်တော်တို့ကဘရိတ်ရှိဒီချိန်နဲ့ဆက်မှာ3ကပဲထွက်တာအဲ့မို့ကျွန်တော်ဒီမှာကဒီနှစ်ဦးမှာကျွန်တော်တို့ကခွန်ခါတဲသွားတာဟုတ်ခွန်ခါတဲလို့ဒီမှာထွင်ပေါင်းလိုက်တဲ့ကဏ္ဍခွန်ပရိကဏ္ဍဖြစ်အောင်ကျွန်တော်က3ထွင်ပေါင်းလိုက်3ခွန်ကဒီမှာလုံးဝဒဲလိုက်သွားတာနော်ဒါချဲပေါက်ချင်းမွေးဆိုပြီးတော့ဒီပွဲမှာပဲထွက်သွားတာကျွန်တော်လည်းဒါလေးရလိုက်လို့အမှတ်တရလေးဖြစ်သွားဒီမှာကျွန်တော်အဲ့ဘက်ပတ်စံလည်းပြက်နေတာလေနော်ပတ်စံလည်းပြက်နေတာသူကတိတ်စိတ်လည်းတအားကြီးမပါဘူးပေါ့နော်မပါရင်လည်းအဲ့ဒီတစ်ခွက်ပဲတင်ထိုးလိုက်တာဒီတစ်ခွက်ရသွားတာအဲ့အမှတ်တရလေးဖြစ်သွားတာအမှုသူရှင်းနေကဒီရှစ်ပရိတ်ရင်တဲ့နေ့ကျော်ဒီကနန်းကိုကျွန်တော်ကအိုးဖို့စောင့်နေတာအဲ့မှာဒီမှာဒီ3ကတ်လိုင်းနဲ့ကျွန်တော်666လို့စောင်းခဲ့ရင်နောက်ပွဲပြန်ကြလို့ကျွန်တော် line မတင်ပေးထားတယ်နော်သူက666လို့စောင်းတာနဲ့ပြန်ကြလို့တခါလဲတွေ့သွားတာမဟုတ်ဒီကောင်ဒီပွဲမှာအိုးဖို့ပါဒီစနစ်နဲ့ချိန်ထားတာကျွန်တော်ကနော်အဲ့မှာဒီမှာပြန်ကြရက်ဒီမှာလည်းတခါလဲထပ်ဆော့သွားတာထွက်သွားလို့ကျွန်တော်ဒီမှာအိုးလို့မရတော့ဒါပေမဲ့ကျွန်တော်ထပ်ထိုးတယ်356 536နှစ်ကွက်ထပ်ထိုးတယ်နော်ကနန်းထပ်ပြီးပြန်ကြရင်ကြမှာဆိုပြီးတော့မပေးဘဲနဲ့646ပဲပြီးသွားပါနော်အဲ့ဒါမို့ကျွန်တော်ကဒီရှစ်ပရိတ်ကအလုံးလုံးသွားပြီဖြစ်တဲ့အတွက်တနေ့နေ့3နေ့4နေ့5နေ့6နေ့9နေ့10နှစ်မြောက်တနေ့နေ့3နေ့4နေ့5နေ့6နေ့9နှစ်မြောက်ကဒီကနန်းအဲ့9နှစ်မြောက်ကနန်းကသူကတနေ့နေ့3နေ့4နေ့5နေ့6နေ့9နေ့ရှစ်ပရိတ်မို့လို့10နှစ်မြောက်လိုက်ထွက်ရမှာနော်ဩဒါပေါက်ဖော်လားမဖော်လားဆိုတာတော့နော်ကျွန်တော်ရင်ပြတ်သွားတဲ့ channel မှာကျွန်တော်တင်ပေးခဲ့တာသိတယ်ကျွန်တော်မှန်ပါလေကျွန်တော်သိတယ်နော်ဟုတ်လားမဟုတ်လားဆိုတာဒါကျွန်တော်ကိုယ်တိုင်ကျွန်တော်ကပေါက်နေပေါက်တယ်မပေါက်နေမပေါက်ဘူးနော်လွဲလို့လွဲတယ်ပြောရင်လည်းမရှိဘူးနော်ပေါက်လို့ပေါက်ရင်လည်းကျွန်တော်ဂုံဝင်ကြောတာပြောတယ်နော်အခုကကျွန်တော်ကဒီ site နဲ့ပတ်သက်ပြီးသူ့ရဲ့စနစ်ကိုကျွန်တော်ကရှင်းပြတာနော်မွေးသီးလိုချင်တဲ့လူတွေဒါမလိုချင်တဲ့လူကတော့ထွက်သွားပါနော်ထွက်သွားပါစိုင်းကောင်းကောင်းမင်္ဂလာပါနော်ဒီမှာရှစ်ပရိတ်က9နှစ်မြောက်ရေးလိုက်တဲ့840ဟာသူနောက်ပိတ်ဒီသူ site သူစနစ်ရဆိုရင်နောက်ပိတ်ဒီအငိမ့်ခါဒီထိတ်ဒီခါ840ကို480လို့သူကလိုက်ထွက်ရမှာအေးတို့ကကြော်စော်ရေးတချို့ကကြတော့နားမလဲဘူးနော်840ကို480လို့သူစနစ်ရတော့နော်480တဲ့ပေါ့ဒါမှမဟုတ်အာအောင်ရံပြီးမွေးခြင်းလဲမွေးပေါ့နော်ဒါလိုက်ထွက်ဖို့အကောင်းတဲ့စနစ်တွေ
ခုလိုပွဲမှာဆိုကျွန်တော်တို့ကဂွားနှစ်နဲ့ပေါ့နော်ဂွားနှစ်နဲ့ဗရိတ်နှစ်ဖော်မွေးဆိုရင်ဒီကောင်က438တို့နော်438တို့834တို့အဲ့လိုမျိုးလေးထိုးလို့ရတယ်နော်834တို့640ဗမာလုံး640ဒါ840လေ640မဟုတ်လေ840လေနော်ဒီရှစ်ပရိတ်ကနေ9နှစ်မြောက်ကြီးလဲဒီကနေ့က10နှစ်မြောက်ကိုလိုက်ထွက်ရမှာနော်ဒီလက်ကျန်6ကြိမ်မှာသူစနစ်ပေးမယ်ဆိုရင်ရမယ်မပေးဘူးဆိုရင်မရဘူးနော်အမှု480သူစနစ်ရတော့480တက်ဒါမှမဟုတ်ကျွန်တော်တို့ညံကုန်ပြီးတော့မှဖော်မွေးနဲ့ဒီမှာထိုးမယ်ဆိုရင်ဂွားနှစ်နဲ့ဗရိတ်နှစ်ဆိုရင်ကျွန်တော်438လို့438 834နော်ကျွန်တော်ကဒီပွဲမှာခေါ်ချင်တာဗျနော်ဒီရှစ်ပရိတ်စကြတာနဲ့တွေ့ရတယ်ဒီနေ့ကျော်ကဒီကနန်းကပြန်ကြအဲ့လိုပြန်ကြပြီးသူ့ရဲ့နှစ်ပွဲကျော်မှာသူကအဲ့14ပရိတ်ကိုပေါ့နော်ဒီပြန်ကြတဲ့ကနန်းဒီ14ပရိတ်အဲ့14ပရိတ်ကိုသူနှစ်ပွဲကျော်မှာ14ပရိတ်လို့ရိုက်ခဲ့မယ်ဆိုရင်ဒါဒီပွဲမှာအောမှာဒီမှာလည်းကျွန်တော်ပထမဆုံးရှစ်ပရိတ်စကြတာနဲ့တွေ့ရတယ်ဒီနေ့ကျော်ကနန်းကသူကပြန်ကြတာအဲ့ပြန်ကြတဲ့ကနန်းဒီ10ပရိတ်အဲ့10ပရိတ်ကိုနှစ်ပွဲကျော်မှာ10ပရိတ်လို့အတိအကျရိုက်ခဲ့ရင်ဒီပွဲမှာကျွန်တော်အောမှာနော်အခုဒီမှာလည်းကျွန်တော်အောင်ထွက်တဲ့ရှစ်ပရိတ်ရင်တတိကျော်ဒီကနန်းကလုံးဝပြန်ကျသွားပြီအမှုသူ့ရဲ့နှစ်ပွဲကျော်ဒီပွဲမှာလားဒီပွဲမှာ4ပရိတ်ကျခဲ့မယ်ဆိုရင်ဒီပွဲမှာသူက14ပရိတ်အတိအကျကျခဲ့မယ်ဆိုရင်ဒီပွဲမှာကျွန်တော်အောမှာနော်ဒီမှာ14ပရိတ်ဒီမှာတော့သူက24ပရိတ်ဖြစ်နေတာပဲနော်14ပရိတ်တော့မဟုတ်ဘူး24ပရိတ်ဖြစ်နေတယ်အမှုကျွန်တော်တို့ကဒီမှာကဒီတူအောင်မှာလည်းကျွန်တော်တို့ထည့်ထိုးရမှာနော်ကျွန်တော်အောမကနန်းဒီပွဲမှာအောမကနန်းကိုဒီမှာသူကပရိတ်4ကျသွားလို့သူကမှအိုးနေအိုးမယ်ဒါမှမဟုတ်ရင်သူကပရိတ်24ဆိုတော့14အတိအကျဒီပွဲမှာထပ်ကျခဲ့မယ်ဆိုရင်နော်ပရိတ်14ကိုအတိအကျကျခဲ့မယ်ဆိုရင်ဒီပွဲမှာကျွန်တော်အောမှာနော်အကျဉ်း20မှာအဲ့မှာကွာကျွန်တော်ကဟိုဟာဖြစ်တာဗျစနစ်ကသူကဘယ်လိုဖြစ်လဲဆိုတော့နည်းနည်းလေးဟာမော်ဒါအိုးကျင်တဲ့လူတွေအိုးလို့ရအောင်ကျွန်တော်ပြပေးမှာပေါ့နော်ဒါကြိုက်နေအိုးပေါ့သူကလုံးဝမကြိုက်ဘူးဖြစ်နေတာပဲနော်ဒီမှာကျွန်တော်တို့ဒီရှစ်ပရိတ်ကနေတနေ့3နှစ်မြောက်သွားလိုက်ပေါ့နော်3နှစ်မြောက်သွားရင်သူကဒီ6နောက်ပိတ်ရှိရဗျနော်အဲ6နောက်ပိတ်အောက်ကဒီကနန်းကသူကပြန်ကြနော်ဒါအိုးကြီးအိုးလို့ရအောင်ပြပြနော်ဒီမှာကျွန်တော်6နောက်ပိတ်အောက်ကဒီ68ခုက968လို့ပြန်ကြလို့ရှိရင်သူကဒီထိပ်သုံးလုံး6ကတွေ့ကြတိုင်းမှာ6ပရိတ်လို့ရိုက်တာနော်6ပရိတ်လို့ရိုက်တယ်6ပရိတ်လို့ရိုက်ပြီးတော့မှသူကအဲ့ရိုက်တဲ့6ပရိတ်ကသူက641လို့ထောက်တယ်အဲ့ထောင်နဲ့6လေးတက်ကခုနကပထမအောင်ကြားတယ်ကျွန်တော်တို့ဒီ10ပရိတ်အ10ပရိတ်မှာထိသုံးလုံးပေါင်းရင်4ခါသုံးလုံးပေါင်းရင်6နောက်ပိတ်သုံးလုံးပေါင်းရင်1 6လေးတက်ကဒီမှာကျွန်တော်တို့9နောက်ပိတ်အောက်မှာဒီကနန်းပြန်ကြတော့ဒီထိသုံးလုံးကိုသူက9ကိုထိသုံးလုံး9ပရိတ်လို့ရေးတိုင်းမှာရိုက်တာရိုက်တဲ့အချိန်မှာဒီ9နောက်ပိတ်ကြောင့်ဒီစောင်းသုံးလုံးကလည်းသူက9လို့သူကစောင်းတာနော်စောင်းတဲ့အချိန်မှာသူကဒီမှာပေါင်းချင်းရလိုက်ကြီး4 6တက်ကိုဒီမှာ6လေးတက်လို့ထောင်တာထောင်တဲ့အချိန်မှာသူကဒီသုံးလုံးကလည်းသူကတည့်ရပါ6လို့ထည့်တာနော်အဲ့လိုထည့်ရဆိုတော့ကျွန်တော်တို့ကသူ့အောက်မှာထွက်တဲ့ကနန်းကဒီမှာပေါင်းချင်းရတယ်6လေးတက်ဒီမှာထောင်တဲ့ကောင်လည်း6လေးတက်အမှုသူ့အောက်မှာဒီ6လေးတက်ကိုအိုးလို့ရတယ်သူနှစ်ကတ်မှာတော့ကြိုက်တယ်3ကတ်မှာကွဲသွားတာနော်အဲ့ဒီမှာသူကဒီခါသုံးလုံးရဲ့ခါသုံးလုံး6ရဲ့ပါတက်ပရိတ်ပါလို့သူကတခါလဲသူကတွဲတာနော်ဒီနှစ်ကတ်မှာလည်းသူကလုံးဝညီတယ်ဗျနော်ညီတယ်ဘယ်လိုညီလဲဆိုတော့ဒီရှစ်ပရိတ်ကတနေ့3နှစ်မှာပေါ့နော်3နှစ်မှာသူကဒီ6နောက်ပိတ်6နောက်ပိတ်အောက်ကဒီတစ်ခုံကသူကပြန်ကြတာ3ကတ်မကိုက်ရင်အိုးတယ်ဗျမကိုက်လို့နော်အဲ့တစ်ခုံကပြန်ကြရင်သူကဒီထိပ်သုံးလုံး6 5 3ညဆိုတဲ့တစ်ကတစ်ပရိတ်လို့ရိုက်တာရိုက်တဲ့အချိန်မှာသူကဒီ6နောက်ပိတ်ကိုဒီစောင်းသုံးလုံး6တာသူကအဲ့ချိန်မှာသူကနောက်ထောင်သုံးလုံးဒီ8ဒေါင်းသုံးလုံးဒီ3 8ပါပါ3အဲ့ခုနှစ်9ဒီခုနကကျွန်တော်တို့ဗရိတ်ရှိလို့စကြတဲ့အချိန်မှာနော်ဒီထိပ်သုံးလုံးကလည်း9ခါသုံးလုံးကလည်း2နောက်ပိတ်သုံးလုံးကလည်းခွန်းနော်ဒါရှစ်ပရိတ်ပထမကြတဲ့ရှစ်ပရိတ်ရင်တဲ့ကနန်းပြန်ကြသွားဆိုတော့ဒီပေါင်းချင်းဟာသူကဒီမှာထိပ်သီးလာထောင်တာနော်ဒီ9ထိပ်9နောက်ပိတ်အောက်မှာပြန်ကြကနန်းဆော့ပြီးတော့မှထိပ်သုံးလုံးတစ်ကိုတစ်ပရိတ်လို့ရိုက်တဲ့အချိန်မှာဒီ9နောက်ပိတ်ကိုလည်းဇောင်းသုံးလုံး9တယ်နော်အဲ့မှာသူကနောက်ထောင်သုံးလုံးဒီခုနှစ်9ဒီပထမထွက်တဲ့ရှစ်ပရိတ်မှာသူကပေါင်းလိုက်တာခုနှစ်9လို့ရတယ်အဲ့ပေါင်းလိုက်တဲ့အဲ့နောက်ထောင်သုံးလုံးဒီမှာပေါင်းချင်းရောဒီမှာထောင်တဲ့ကနန်းဟောသူကလုံးဝသူ့အောက်မှာဒဲထွက်တာနော်သူ့အောက်မှာသူကလိုက်တာအဲ့ချိန်မှာသူကဒီခါသုံးလုံး3ရက်ပါရှစ်ပရိတ်ပါလို့သူကတခါလေးလိုက်တာကျွန်တော်ဒီမှာတစ်ချက်ဟနေတာဗျနော်ဒီရှစ်ပရိတ်ကနေတော့မှတစ်ချိန်တစ်နေ့3နှစ်မှာသူက3နှစ်မှာသူကဘာလုပ်လဲဆိုဒီ6နောက်ပိတ်နော်6နောက်ပိတ်အောက်ကဒီ136ကသူပြန်ကြကနန်းဆော့တာပဲနော်ဆော့ပြီးတော့မှဒီမှာသူကဒီထိပ်သုံးလုံး4ကလေဒီမှာ4ပရိတ်လို့ရိုက်တာပဲရိုက်တဲ့အချိန်မှာဒီ6နောက်ပိတ်ကိုသူကဒီစောင်းသုံးလုံးကိုလေ6တာပဲနော်အဲ6တာပဲသူကဒီမှာနောက်ထောင်သုံးလုံး3ညပေါ့နော်3ညရဲ့ပေါ်ဒီသုံးလုံး9တာ9လို့ထည့်သွားတယ်ဒါပေမဲ့ဒီနောက်ထောင်သုံးလုံး668ဒီပထမထွက်တဲ့10ပရိတ်မှာသူကအပေါင်းကြီးမဖြစ်ခဲ့ဘူးထိပ်သုံးလုံး3ခါသုံးလုံး2နောက်ပိတ်သုံးလုံး2ဒီမှာကျတော့သူက3နှစ်ဖြစ်နေတာနော်ဒီမှာကျတော့3နှစ်ဖြစ်နေတာဒီ
ဒီမှာထောင်တာ668ဖြစ်နေတာဒီပထမကတ်မှာကြည့်နော်ဒီမှာပေါင်းတာက461အဲ့461ကဒီမှာသူက641လို့ထောင်တယ်ထောင်ပြီးတော့မှ416လို့သူကဒဲထွက်တာနော်ဒီမှာသူက461ကိုနော်461ကိုသူကထိပ်စီးကအညီပေါ့နော်နောက်တွဲကိုလှန်တာထိပ်စီးက4ထိပ်ကအညီဒီခါသုံးခါလုံးလုံး6ကနောက်ပေနောက်ထောင်သုံး1ကခါနော်416လို့သူကထွက်တာအဲ့ထွက်ဖို့အတွက်သူကသူ့ရဲ့ဒီအပေါ်တင်းတင်း3 4နှစ်မှာ6နောက်ပိတ်ရှိတယ်အဲ့6နောက်ပိတ်အောင်မှာဒီကနန်းကပြန်ကြထားရမယ်ထိသုံးလုံး6ကလည်း6ပိတ်လို့ဝင်ရမယ်အဲ့ဒီမှာသူကဒီ416ထွက်ရမယ်ဆိုရင်ဒီမှာ416ပေါင်းခြင်းကသူကဒီမှာသူ့ပေါ်မှာနောက်ထောင်3လုံးထောင်ခဲ့ရမှာအဲ့ဒါမှသူကဒီမှာအဲ့ကနန်းကိုအိုးရတာနော်အခုဒီမှာကသူက6နောက်ပိတ်အောက်မှာဒီတိခွန်ပြန်ကြတယ်ထိသုံးလုံး1ကိုလည်း1ပိတ်ထည့်တယ်ဒီ6နောက်ပိတ်ကိုထောင်3လုံး9တယ်နော်အဲ့မှာဒီမှာထွက်တဲ့ဒီကျွန်တော်ပထမ10ပိတ်မှာထွက်တဲ့ထိထောင်3လုံး9ခါထောင်3လုံး2နောက်ထောင်3လုံးခွန်9နှစ်ခွန်အဲ့9နှစ်ခွန်ကသူကထိပ်စီကအငိခါကနောက်ပိတ်ကခါ9ခွန်နှစ်အဲ့9ခွန်နှစ်ကသူကဒီမှာဒဲထွက်ရမှာအဲ့လိုထွက်ဖို့အတွက်သူကသူ့ပုံမှာသူကနောက်ထောင်3လုံးဒီခွန်နှစ်9လို့သူကထောင်ခဲ့ရမှာအဲ့လိုထောင်မှသူကမှလုံးဝဒဲကြတာနော်9ခွန်နှစ်လို့ဒဲကြအခုဒီမှာဟနေတာဗျဒီပထမထွက်10ပိတ်မှာထိသုံးလုံးက3ခါသုံးလုံးက2နောက်ပိတ်သုံးလုံးက2ဒါ3နှစ်ဆိုတော့သူကဒဲပဲလीနော်ဒါ3နှစ်ဒါမွေးသီးနော်3နှစ်ဒီပွဲမှာသူကထိုးလို့ရတယ်ဒါ2025မွေးသီးနော်မွေးသီးနှစ်ကွက်ပေါ့ကျွန်တော်တင်ပေးရ3နှစ်ရဲ့480နော်အဲ့3နှစ်ကသူကဒီမှာကျွန်တော်9နောက်ပိတ်ကဒီကနန်းပြန်ကြတယ်ထိသုံးလုံး4ရလေ4ပိတ်ဝင်တယ်9နောက်ပိတ်ကိုဒီ3လုံး9လဲစောင်းတယ်တစ်ချက်ဟနေတာဘာဟနေတာဆိုဒီ3နှစ်ကဒီမှာနောက်ထောင်3လုံးမထောင်ဘူးဖြစ်နေတာဒီမှာသူက305စနစ်တော့ဝင်သွားတယ်နော်ပါဝါစနစ်တော့ဝင်တယ်ဒီမှာလဲသူကဒီထိနောက်ထောင်3လုံးထောင်တဲ့ချိန်မှာနောက်ထောင်3ရက်ပါဝါကို6လို့ထောင်တယ်နော်ထောင်ပြီးမှဒီပေါင်းချင်းကိုနောက်ထောင်3လုံးကကိုက်နေတာဖြစ်တယ်သူ့အောက်မှာသူကဒဲအောင်တယ်ပေါ့နော်ဒီမှာကသူကပေါင်းချင်းကဒုတိယကတ်မှာလဲပေါင်းချင်းနဲ့နောက်ထောင်3လုံးနဲ့ကိုက်တယ်နောက်ထောင်3လုံးရှေ့ပါကို3လုံးချုပ်လို့လဲချုပ်တယ်9နောက်ပိတ်ကိုဒီ3လုံး9လို့လဲစောင်းတယ်ထိ3လုံး1ကိုလဲ1ပိတ်လို့ရိုက်တယ်နော်ရိုက်ပြီးတော့မှသူကမှနောက်ထောင်3လုံးကိုပေါင်းချင်းကဒီမှာသူကဒဲကြနေတာနော်အဲ့မှာခါ3လုံး3ရက်ပါဝါကို10ပိတ်ပါလို့သူကလာတာသူကခွန်ပရိတ်တော့ကြိုက်တယ်ဗျာနော်ဒီမှာဒီခါ3လုံးဒီနှစ်ပါဝါခွန်ပရိတ်ဆိုရင်ဒီမှာက3နှစ်ကခွန်ပရိတ်ပဲလीနော်3နှစ်ကခွန်ပရိတ်ပဲအဲ့မှာသူကကျွန်တော်တို့ကထိစီးရတော့အငိထိ3လုံးပေါင်း3ဒီအငိခါ3လုံးခါတောင်3လုံးဒီနောက်ပိတ်နောက်ပိတ်3လုံးဒီခါဆိုတော့ဒီမှာ2ဆိုတော့သူကလှည့်လို့မရတော့ဘူး3နှစ်တပေါက်ထဲပဲရှိတော့တာနော်အဲ့မို့လို့ကျွန်တော်တို့ကဒီပွဲမှာက9နောက်ပိတ်အောက်မှာဒီကနန်းကပြန်ကြတယ်ထိ3လုံး4ကို4ပိတ်လို့လည်းဝင်တယ်9နောက်ပိတ်ကိုဒီ3လုံး9လို့လည်းစောင်းတယ်အဲ့ဒီမှာဟနေတာကနောက်ထောင်3လုံးဒီ3နှစ်မဟုတ်ဘူးဖြစ်နေတာဒါမှမဟုတ်အိုးလို့မရဘူးကျွန်တော်တို့ကအိုးရတယ်မရဘူးဆိုတာစနစ်ကိုကြည့်တာဒီမှာပေါင်းချင်းကလည်း3နှစ်ဒီမှာလည်းသူကထောင်တဲ့ကနန်းကလည်း3နောက်ထောင်3လုံးကလည်း3နှစ်ဆိုရင်ဒီပွဲမှာကျွန်တော်ကပိုးသူပတ်သက်ပြင်းလို့ရတယ်နော်ပိုးသူပတ်သက်ပေးတာမပေးရတော့သူ့လို့ပေါ့နော်အခုကသူကနောက်ထောင်3လုံးတစ်ချက်ဟနေတာပါဝါစနစ်ထက်တယ်နောက်ထောင်3လုံး30ထဲရှိမှဒီ3လုံးက9လို့ချုပ်တယ်9နောက်ပိတ်ကိုလည်းဒီ3လုံး9လို့ချုပ်တယ်ဒီမှာလည်းကျွန်တော်တို့ပြန်ကြကနန်းကစားထားတယ်ဟနေတာဒီ3နှစ်ကိုဒီမှာ3နှစ်လို့သူကမထောင်ဘူးဒါမှမဟုတ်အပူးထွက်မှာမဟုတ်လို့အပူးပဲထောင်ပေးတာလားနော်အဲ့ဒါတစ်ချက်ပြန်ကြည့်ရမှာကျွန်တော်တို့အမှန်ဆိုဒီပွဲမှာကျွန်တော်တို့က3နှစ်ကိုဒါဘရိတ်ရှိရဲ့ United နှစ်ကျော်ကနန်းကလုံးဝပြန်ကျသွားဖြစ်တဲ့အတွက်အဲ့ဘရိတ်ရှိမှာပေါင်းတဲ့သူ့ပေါ်ကနန်းရဲ့သူ့ဘရိတ်ရှိရဲ့အပေါ်ကနန်းဘရိတ်ရှိရဲ့အောက်ကကနန်းအဲ့မှာကျွန်တော်တို့ထိစီပေါင်းခါတူခါပေါင်းနောက်ပိတ်တူနောက်ပိတ်ပေါင်းအဲ့မှာပေါင်းညလိုက်ဒီ3နှစ်ကိုကျွန်တော်တို့ကဒီ frame ရဲ့ဒီအောက်မှာကျွန်တော်တို့ကဒီမှာအိုးရမှာဒါအိုးချင်းအိုးပေါ့နော်အိုးချင်းအိုးအဲ့မှာသူနောက်ထောင်3လုံးဒီ3နှစ်မထောင်ကျွန်တော်တော့မအိုးဘူးပေါ့နော်အရင်ပဲထိုးမယ်ပေါ့ဒါကတော့သူကလှန်ရတဲ့စနစ်လည်းမဟုတ်ဘူးနော်3နှစ်ထဲပဲဒီရှစ်ပရိရဲ့ brown trade ရှစ်ပရိရဲ့တစ်ကြော်ကနန်းပြန်ကြလို့အဲဒီရှစ်ပရိရဲ့အပေါ်ကနန်းရဲ့အောက်ကနန်းရဲ့ကိုသူကထိပေါင်းခါသုံးလုံးပေါင်းနောက်ပိတ်သုံးလုံးပေါင်းဒီ3နှစ်ရတာအဲ3နှစ်ကဒက်ဒီ frame ရဲ့အောက်မှာပြန်ကြရမှာအဲ့လိုကြောက်ဖို့တော့သူကဒီမှာက power စနစ်ထည့်တယ်3နှစ်လို့မထောင်ခဲ့ဘူးမထောင်ခဲ့တာဖြစ်တဲ့တော့အိုးကျင်လည်းအိုးမအိုးကျင်လည်းအရင်မထိုးမွေးသည်ပေါ့နော်အခုတင်ပေးတဲ့ site ကကျွန်တော်တို့ကဒါ3ခွန်ရဲ့အဆက်ပဲနော်အဲ့မှာကျွန်တော်တို့လက်ရှိနှစ်ထဲမှာလည်း3ခွန်အောင်ပြီးသွားတာဖြစ်တဲ့အတွက်အဲ3နှစ်ဒက်ရဲ့480ဒက်ရဲ့ဒီနှစ်ကွက်ကိုမွေးနော်ဒီ480မှာကဖုံမွေးနဲ့တိုက်ဆိုင်ပြီးတော့မှကျွန်တော်တို့သုံးမယ်ဆိုရင်နော်ခွန်ကကြည့်တဲ့အတွက်ကွာနှစ်ပေါ့နော်ကွာနှစ်ဆိုရင်ကျွန်တော်တို့438နဲ့834ပေါ့နော်ဒီကတော့ကျွန်တော်ဒီစနစ်ကထုတ်ပြီးတာဒီနှစ်ကွက်ပဲတဲ့ပဲနော်ဒီနှစ်ကွက်တဲ့ပဲဒီကောင်မွေးပေါ့ဒါတော့ဒီပွဲမှာတော့ကျွန်တော်တို့ကဒီ celebrate ပေါ့နော်ဒီပွဲမှာကျွန်တော်တို့က celebrate ကိုတိကျကြမယ်ဆိုရင်တော့ဒီပွဲမှာ OD ရှိမယ်မကြရင်တော့ OD မရှိဘူးဗျာဘာလို့ဆိုဒီကျွန်တော်တို့တဲ့ celebrate ရဲ့ရင်နေ့ကျော်ဒီကနေ့ကပြန်ကြတယ်ပြန်ကြပြီးသူအောင်တဲ့ပွဲကြုံမှာအဲ celebrate ကို celebrate လို့ရိုက်ခဲ့သူ့အောက်မှာဒီကျွန်တော်တို့ကအိုးလို့ရတယ်ပြန်ကြလာနိုင်လားဆိုတော့အခြေအပေါ်တော့တင်ထားတာတွေ့ရပဲနော်ကျွန်တော်ညီလန်းရတော့ကျွန်တော်စနစ်ထဲမှာတော့မတွေ့ဘူးဆိုတာမလာနိုင်ဘူးပြောတာမဟုတ်ဘူးနော်စနစ်ဆိုတာဘောင်းစုံရှိတယ်သူကအပေးနိုင်တဲ့စနစ်နဲ့မပေးနိုင်တဲ့စနစ်ကိုကြိုက်ဒီကကိုကြိုက်ရင်ကိုင်းလိုက်ဘာလို့စနစ်ကသူကစိုက်အကွက်တစ်ထောင်သူစိုက်ကတစ်ထောင်မကောက်ရှိတယ်အဲ့မှာကိုကြိုက်ဖို့ပဲလိုတယ်နော်ကိုကြိုက်ရင်ကိုင်းလိုက်ဒီမှာလည်းကျွန်တော်တို့ကဘရောင်းထွက်တဲ့ရှစ်ပြည့်ရင်တင်းကျော်ဒီ3ညပရိတ်3ညခွန်ကဒီမှာပြန်ကြတယ်အဲ့3ညပရိတ်ကိုကြီးအောင်နှစ်ပွဲကျော်မှာ3ညပရိတ်လို့ရိုက်ခဲ့ရင်နော်ဒီမှာကျွန်တော်တို့ကဒီပွဲမှာ OD ရှိတယ်ဒီမှာလည်းဘရောင်းထွက်ရှစ်ပြည့်ရင်တင်းကျော်ကနန်းပြန်ကြသွားပြီ14ပြည့်ကနန်းအဲ့14ပြည့်ရင်အောင်နှစ်ပွဲကျော်မှာ
14ပရိတ်လို့လာကြခဲ့ရင်ဒီပွဲမှာလုံးဝအော်သည်ရှိတယ်နော်ဒီကကျွန်တော်ဒီစနစ်ကဒီမှာ3နှစ်ကိုအောချိန်အောပေါ့နော်အထောက်ကတစ်ချက်လွတ်နေတယ်သူစနစ်ရတော့10ပထောင်တဲ့10ပြည့်ရင်တနည်းကြော်ကနေပြန်ကြသွားပြီအဲ့မို့3နှစ်ကိုကျွန်တော်တို့ကဒယ်မွေးရမှာအဲ့မှာ तू ကဒီ frame မှာလာပြီးတော့မှ तू ပေးနေတာအဲ့ဒီမှာ तू ကပထမလွတ်နေတာကပေါင်းချင်းရောနောက်ထောင်ရောကိုက်တယ် तू ကမှအောင်တယ်ဒုတိယကမှလည်းပေါင်းချင်းရောနောက်ထောင်ရောကိုက်တယ် तू ကမှအောင်တယ်အခုကပေါင်းချင်းကဒီမှာနောက်ထောင်မထောင်ဘူးနောက်ထောင်မထောင်တဲ့အတွက်ဒီမှာအောလို့မရဘူးနော်ဒါထိုးခြင်းနဲ့လူထိုးလို့ရအောင်3နှစ်လို့တင်ပေးတာနော်ဒီကတော့မွေးသီးပေါ့ဒီနှစ်ကွက်ကနော်ဒီနှစ်ကွက်မွေးသီးမွေးနိုင်မွေးခြင်းနဲ့လူမွေးကြက်တဲ့လူမွေးနော်မကြိုက်လူမမွေးနဲ့ဘယ်သူမှတင်းမထိုးခိုင်းဘူးနော်ဒါ3နှစ်ကတော့သူ့ဖရိန်ရောက်နေပြီနော်သူ့ဖရိန်ကိုရောက်နေအထောက်လွတ်နေလို့ဒီမှာ3နှစ်မထောင်လို့ဒါမှမဟုတ်အပူးထွက်မှာမလို့များအပူးပဲထောင်ပေးရလားလို့မပြောတတ်ဘူးပေါ့နော်ဒီမှာ3နှစ်ကတော့သူ့ဖရိန်ကတော့ဒီပွဲမှာသူကအော်မှာဘာလို့ဒီကောင်ကရှစ်ပရိတ်ကလှုပ်သွားပြီလေနော်ရှစ်ပရိတ်ကလှုပ်သွားရှစ်ပရိတ်နဲ့ပတ်သက်ပြီးတော့လေ3ခုခုလည်းလှုပ်သွားပြီနော်အဲ့မို့ကျွန်တော်ဒီရှစ်ပရိတ်ကနေ9နှစ်မြောက်ကြီးလိုက်တဲ့840ဟာနောက်ပိတ်ကြီးခါတီထိတ်တီခါရှီတွဲကိုလှမ်းပြီးတော့မှ480လို့ကျွန်တော်ကထင်မွေးရမှာနော်ကဲအားလုံးကိုလက်ပါကျွန်တော်တင်ပေးတာအဲ့ဒါတွေတက်တင်ပေးရအောင်နော်ကျွန်တော်မတင်တော့နေတာရင်ဘွဲကကျွန်တော်စိတ်တက်ကြသွားကိုးထိတ်လဲတူတယ်စီနီယာအော်လာလဲစီနီယာလဲတူတယ်အဲ့ဒါကမှ9ခု8ဆိုတော့မပြောတော့ဘူးလေနော်မနေဘူးပါမနေဘူးပါအခုပွဲကကျွန်တော်ကတော့633ပဲအော်မှာပါနော်633အော်မှာဆိုတော့ဟိုလိုမျိုးပုထုပတ်တက်တော့မအော်ဘူးနော်633ကိုဆရာဘောထွန်ကြိုက်တယ်ဦးတူဟုတ်ကဲ့ပါကိုမြတ်မိုးမင်္ဂလာပါနော်အမစီကျော်ကြီးဟုတ်ကဲ့ပါအိပ်ပီမိုဘိုင်းမင်္ဂလာပါနော်ဩတာရမင်္ဂလာပါကျွန်တော်ညနေခွန်ရှိကိုဆိုရင်ခွန်ရှိကိုဆို1000ပါသေးတယ်6ခွန်ချစ်ပြတာ39ချင်းမာတယ်ကိုတဲ့39ချင်းမာတယ်ဆိုပြောတတ်ပါဦးနော်ကျွန်တော်က633ကတော့တော်တော်ကြိုက်တာဗျနော်633ကတော့ဘက်ပေါင်းတော့ကြိုက်တာအဲ့ကောင်ကကျွန်တော်ကထိုးမှနည်းနည်းတင်ထိုးမှာနော်ဒီ633ကဒီကောင်တော့ဒီပွဲမှာကျွန်တော်ဩပါနော်ကျွန်တော်တပွဲသားရင်တော့ရင်ဘက်ကတပွဲသားဝယ်ထားတဲ့လူတွေအခုပွဲမှာဒီကနန်းဩတာပါလို့နော်ဒါဒီကျွန်တော်တို့ဒီ19ချိန်မှာဒီကနန်းဩတာပါနော်ဘယ်မှာလာတောင်းကြမလို့ပါဘူးနော်ဒီမှာကျွန်တော်အားလုံးကိုတင်ပေးထားတာပါနော်အဆက်ရိုက်မယ်ရိုက်ပါခင်ဗျာနော်ကိုဟုတ်ကဲ့ပါနော်ရိုက်ပါနော်ဒီမှာမွေးသီးကတော့ဒဲမွေးသီးတွေ3နှစ်နဲ့480နော်ဒဲတွေသူစနစ်ရပါနော်ကျွန်တော်လှည့်ကြမှာလှည့်ဝိုင်းတော့မပြောတတ်ဘူး666လည်းထိုးလို့ရတယ်အဲ့ဒါကိုပြောတော့နှစ်ခွားထွက်နေတာလို့ဒီမှာကျွန်တော်တို့ကဦးစားပေးရမှာတော့ကျွန်တော်တို့ကဒီမှာအလုပ်လုပ်တဲ့ကောင်ပဲဦးစားပေးရမှာlेနော်အလုပ်လုပ်တဲ့ကောင်ကိုထမင်းကျွေးရမှာပဲဒီတော့ဒီမှာကျွန်တော်တို့ကဒီမှာပေါင်းချင်းကသူကဒီရှစ်ပရိတ်ကအလုပ်လုပ်သွားတာကိုအလုပ်လုပ်သွားတော့ကျွန်တော်တို့ကဒီကောင်ပဲယူလိုက်တာဒီ6လေးတစ်နဲ့ဒီပေါင်းချင်းနဲ့ကိုက်နေတော့သူကဒီကောင်လည်းဟုတ်တယ်ဒီကောင်လည်းယူလို့ရတယ်နော်3ကတ်မှာသူကနှစ်ခွားထွက်သွားတာဒီမှာပေါင်းချင်းကိုနောက်ထောင်ကိုကိုက်တယ်အဲ့မှာသူကတကွက်ထဲထွက်တာကိုနော်ဒီမှာပေါင်းချင်းကြတော့3နှစ်နဲ့နောက်ထောင်3လုံးကြတော့668နော်668အဲ့လိုဖြစ်နေတာနော်668ကိုအဲ့လိုဖြစ်နေတာအဲ့မို့ကျွန်တော်တို့ဒီမှာဒီ3နှစ်ကိုထိုးမလားဒါ668အားကိုထိုးမလားဒီကစဉ်းစားပါနော်ဒီမှာသူလည်းသူပြောမှကျွန်တော်တတိထားမိရယ်ဒီပေါင်းချင်းကိုလည်းကြားလို့ရတယ်လို့ဒီနောက်ထောင်3လုံးကိုလည်း668ဆိုပဲနောက်ထောင်3လုံးလည်းကြားလို့ရတယ်ဒီမှာကနော်ဟုတ်တယ်အဲ့လိုမျိုးနှစ်ခွားထွက်နေတာနော်နှစ်ခွားထွက်နေတာ3ကတ်မှာဆိုတော့မရိုးရှင်းတော့ဘူးဆိုတာအဲ့လိုအဲ့ဒါပြောပြနော်3ကတ်မှာဒီမှာ3နှစ်နဲ့တာထောင်ခဲ့ရင်တော့ဒီဘွဲမှာပြင်းတာပေါ့ဗျာ3နှစ်ကိုဘာမှမကြည့်ပဲပြင်းတာပေါ့ဒီမှာကပေါင်းချင်းက3နှစ်နဲ့ထောင်တာ668ဆိုတော့ဘာမှလည်းမဆိုင်ဘူးနော်668ပဲပေးမှလား3နှစ်ကိုပဲပေးသွားမလားဒါမှမဟုတ်တခုမှမပေးဘူးလားနော်လိုင်းကွဲလာရင်ကျွန်တော်မကြိုက်ဘူးအဲ့လိုကျွန်တော်တို့အထောက်တွေဆုံးမှကျွန်တော်အော်တာဒီလိုမျိုးကွဲသွားရင်ဆိုမကြိုက်တော့နော်ဒါပေမဲ့ကျွန်တော်တို့တာဝန်ရတော့ထိုးရမှာပေါ့နော်668လည်းထိုးမယ်3နှစ်လည်းထိုးမယ်ပေါ့နော်ကျွန်တော်633ကိုကျွန်တော်ကအထိုင်ပေါ့နော်ကျွန်တော်ကရှေ့ပွဲမှာဒီခုပွဲမှာဟိုကကြိုက်တယ်ဗျရှေ့ပေါင်း9ကြိုက်တယ်ပေါ့နော်ဒီလိုကြိုက်တယ်ကျွန်တော်630ရယ်360ရယ်ရှေ့ပေါင်း9နဲ့ကျွန်တော်ကြိုက်တယ်ဒီနှစ်ကွက်ကြိုက်တယ်ဒါပေမဲ့တူးစနစ်ကတော့အာဆင်နယ်ကြီးဖြစ်နေတာပေါ့နော်အာဆင်နယ်ကြီးဖြစ်နေဒီနှစ်ကွက်ကိုတော့ကြိုက်တယ်ဘာလို့ရှေ့ပေါင်း9ကြိုက်လို့ကျွန်တော်နော်ဒါပေမဲ့အားတော့အားရမှာတူးစနစ်ကအားမှာနော်ဒီကွန်ပလိတ်ပြန်ကြတွေကလုံးဝလှုပ်လှုပ်ခဲ့တာဟုတ်နော်ကွန်ပလိတ်ပြန်ကြတွေကကျွန်တော်တို့ကလုံးဝလှုပ်လှုပ်ခဲ့တာဆိုတော့၄ကက်မြောက်လှုပ်လှုပ်ခဲ့တာပြန်ကြနဲ့ပတ်သက်ရင်100ရာခိုင်နှုန်းလှုပ်လှုပ်ခဲ့တာနော်အမှုသူကနောက်နေ့မှလည်း9နောက်ဘက်ကဆက်တယ်လို့သူကဒီကွန်ပလိတ်ပြန်ကြရင်ဒီချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်တက်လိုက်တဲ့ဒီကနန်းကလိုက်ထွက်ဖို့အားကောင်းတယ်ခုပွဲမှာကျွန်တော်တို့ကအိုးတယ်ဆိုတာဒီမှာသူဘေး4ချိန်မှာရှိတဲ့8လေး3က2016ရဲ့ကနန်းဖြစ်နေတာနော်အမှုဒီပွဲမှာကျွန်တော်အိုးရတာအမှ break ကိုလည်းကျွန်တော်ဖမ်းပေးထားတယ်နော်ရီအောင်မှုတဲ့မင်္ဂလာပါနော်ဝင်းကြော်68လည်းကောင်းပါလေ20 break က9ဆုံး break နှစ်တိုင်းကြာနေတာတဲ့ဟုတ်ကဲ့ပါနော်အမှု3ကက်မှာလှည့်သွားမလားပေါ့နော်ဒီ3နှစ်ပဲပေးမှာလား3နှစ်ထဲကိုပေးမှာလား68အောင်ပေးမှာလားနော်ဒါတော့480ထဲတော့ဘယ်ချိန်ကြမလဲမသိမွေးသည်ပေါ့သူကဒါကျွန်တော်ကြိုက်တာတော့ကျွန်တော်633ကြိုက်တာပဲနော်ဒီကောင်ပတ်လက်ကြိုက်တာပဲဒီမှာ630 360ကျွန်တော်ကတော့ဒီရှေ့ပေါင်း9နဲ့တင်ထိုးမယ်လို့ကျွန်တော်ကဆုံးဖြတ်ထားတာပေါ့နော်
တုံညပြန်ပုံရင်တုံညခါပြန်ပုံရင်တုံညလုံးတွဲနဲ့ပြန်ပုံဆရာဘွားတင်တာဆိုင်ရှိဟုတ်ကဲ့ပါနော်စောစောလက်မင်္ဂလာပါနော်အရင်တပွဲစားဝယ်ထားတဲ့လူတွေလည်းဒီပွဲမှာဒါအိုးသီးပါပဲဘိုင်ဘာမလာတောင်းကြမလို့ပါဘူးနော်ကျွန်တော်အားလုံးကို line ပေါ်လူတွေကိုအကုန်ပြပေးရပါနော်ကြိုပြီးတော့ရင်ပွဲမထွက်ခင်တည်းကိုပြတာနော်တူတူအောမယ်လို့ဘာ6တုံညတော့အိုးတင်နေဘတ်ပေါင်းတုံကကြိုက်တယ်နော်အဲ့ဒါမို့ကျွန်တော်6တုံညတုံးကကျွန်တော်တို့စင်နာနဲ့တင်တော့ဗျာပေါက်သီးဖြစ်ချင်းမဖြစ်ချင်းကတော့ကျွန်တော်တို့လည်းနဖျားမဟုတ်ဘူးလीနော်ပေါက်ရင်ရမယ်မပေါက်ရင်မရဘူးဒါဒီနေ့ကတော့ကျွန်တော်တို့ line ပေါ်လေးတင်ပေးတဲ့3ခုခုပါနော်3ခုခုတစ်နေ့ဦးမှာကျွန်တော်တို့3ညခုခုအားရဲ့3ခုခုအား2ကွက်ဒီပွဲမှာကျွန်တော်ကချက်ပေါက်ရှင်မွေးသူကြီးတို့မှာဒေ4ကွက်နော်ဒီစနစ်တွေ4 5တိုက်လောက်စုံနေအောင်မလို့ကျွန်တော်တင်ပေးတာထိုးရလို့ရမထိုးရလို့မရဘူးလीနော်ကာဂျိုးလားမင်္ဂလာပါနော်ကဲအဲ့ဒါတက်တင်ပေးတာပါကျွန်တော်ဆင်းပါပြီနော်အားလုံးမင်္ဂလာပါဗျကံကောင်းကြပါသည်နော်ကိုအောင်မောင်ဟုတ်